ဟုတ်ပဲမင်္ဂလာပါเนาะဒီနေ့ကတော့နန်းကအလုံးနာတဲ့ဆိုတော့အိမ်မနေနဲ့ဟင်းလေးချက်စားဖြစ်တာပေါ့เนาะငါးကြော်လေးပေါ့ငါးကြော်လေးကိုပူပူလေးနဲ့ပေါ့เนาะထမင်းစားရင်တော့ပို့ပြီးတော့အဆင်ပြေအောင်မလို့နန်းကတော့အခုကြော်အခုပဲပေါ့เนาะစားတာပေါ့เนาะပြီးရင်ငါးကြော်ကျွတ်လေးရပါပြီရှင့်ပြီးတော့နန်းကသူ့အတွက်ငရုတ်သီးလေးပေါ့เนาะငပိတောင်လေးစားခြင်းလို့ကြည့်ရင်ငပိတောင်လေးထောက်စားပါပေါ့เนาะကိုရတက်တလောက်လေးနဲ့ခုလိုစဲစက်သွန်ဖြူနဲ့ပြီးရင်ငရုတ်သီးနဲ့ကိုနန်းကလှော်ထားတာပေါ့เนาะငပိတောင်လေးကဖုတ်ဖို့ကတော့နန်းတို့စီမှာဖုတ်ဖို့မရှိတော့နန်းကငပိတောင်လေးကိုမီးပူပေးပြီးလှော်ထားတာပေါ့နော်ပြီးတော့ထောက်ထားပါတယ်ရှင့်ငရုတ်သီးငပိတောင်လေးရပါပြီနော်ငရုတ်သီးငပိတောင်ကိုတမယာသီးလေးနဲ့လည်းညှစ်ထည့်ပြီးတော့စားလို့ရပါတယ်နော်ပြီးတော့အရေးတောက်အတွက်ပေါ့နော်ချမအောင်ရွက်နဲ့ရုံးရီသီးနဲ့ပစွန်ချောက်လေးနဲ့ကျက်သွန်နီလေးနဲ့ပလေးပြီးတော့ပေါ့နော်အရေးတောက်အတွက်ချက်ထားတယ်နော်အရေးတောက်လေးရပါပြီနော်ပြီးတော့ထမင်းစားပြီးရင်နန်းကပြောင်းမှုပြုတ်လေးစားခြင်းလို့ပြောင်းမှုတွေရတယ်ဈေးတော်နေတယ်ဆိုတော့ပြောင်းမှုပြုတ်လေးတွေဈေးရတယ်အများကြီးဝယ်လာခဲ့တယ်ကဲအားလုံးချက်ပြီးဆိုတော့စားတော့ရပါပြီခုနတော့ကငရုတ်သီးထောင်းထားတဲ့ငရုတ်စုံကနေပြီးတော့ပိုတဲ့ဟာလေးတော့ထမင်းနဲ့ထည့်ပြီးတော့ထပ်ပြီးတော့ထောင်းထားတာပေါ့နော်အခုတော့စားလို့ရပါပြီစုံလေးကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်